ချသေးပါနဲ့နော်ဟာအာစီယာဒီမှာညိုက်အာစီကိုရလက်ခံပါလေဒီလိုခေါ်ပါလေအာစီပါအာစီမသိဒါစီလေခင်လို့နိုင်လေအဲ့ဒီအချိန်ကြီးရောက်နေတာမင်းတို့ပြောတော့ငါဘယ်တော့မှမရှုံခဲ့ဘူးအခုတော့မင်းတို့ပြောတော့တိတ်ကိုသိချာနေခတ်ငါရဲ့ခေရရင်လူတော်တဲ့အဲ့ဒီကောင်ကိုမင်းတို့ရှင်းပြမလားမင်းတို့ရဲ့ဆရာငါရှိငါတို့လည်းရှင်းတယ်ဖိတ်ချတော့ပါဗျာဒီနေ့တော့ချစ်ခေါ်ရပါဒီနေ့နဲ့သိကြဟုတ်လားဟဲ့ပေးကြလားဟဲ့အဲ့ဒီတော့ဒီကောင်လာမဲ့လိုင်းစောက်အားကိုယ်တိုင်နှိမ့်ဆက်တာဒီကောင်တော့စောက်ကြည့်တာရှင်းဦးနေတော့ကြွပါဦးမရလက်ခံပါလေချစ်တယ်ဒီတော့ပေါ့တော့မင်းငါရဲ့ခေရရင်ခင်လို့နေလူတော့ကျွန်တော်မလုပ်ပါဘူးဗျာကျွန်တော်မလုပ်ပါဘူးမင်းကချစ်တယ်လိုက်တော့ခင်လို့နေကြိုက်ပါပေါ့အဲ့ဒီတော့မင်းရဲ့ကျွန်တော်ကိုအမှားရိုက်ချိုးပြမယ်ဟဲ့ရောက်ချောက်ကရအာပြောနေကြတယ်我从这头来说，看见马里都带给，အဲ့ဒါပဲလက်ခုပ်တလေးနဲ့我打来看见马里，အရှင်တို့咦，古里啊啦，ညီမလေးကိုလေးလေ哎，你妈的，是妈呀，别了，妈的，知道？这妈不没有什么，是没得说的。 အေးဖော်ရဲ对了，马里啊，这个古里都没弟弟亲，好的，那这个都叫了我亲，好的，那这个都叫了我亲不？ကျွန်တော်သူ့ကိုမဟုတ်ပါဘူးဗျာကျွန်တော်သမီးမစားတာ3 ရက်လောက်ရှိပြီကျွန်တော်ပိုက်တရမ်းစားတဲ့ရက်ကွက်တဲ့စုံစမ်းလိုက်တော့တတိမလေးတပြည့်တော့သဘောကောင်းတယ်ဆိုလို့ကျွန်တော်လာခဲ့ရမှာရေးရည်မကြနဲ့နော်这妈的没有动手的，阿不哩，那是。是吧？ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါ不哩，这是是的没呢，是吧？是哦，哎，这没动出来了。什么都伊妈吃生肉呢，没他的亏了吧？你他没跟那我包利息。လက်ခုပ်ပါလေ ဆရာဒီထမင်းတို့ကတတိမလေးမတက်မြနေလို့အိမ်ကခွေးချတဲ့ထမင်းတို့ပေါ့နော်阿嘞，现在亏大手你听对了呢？听没对呢？哎，啥哩？那个家那的 ready 没上吃叉子，还有啥没有听吗？是没都一样的。好，谁跟那里？呀，对吗？10多块。ကျွန်တော်အဲ့ကျွန်တော်ဘာလို့现在等来着是，快别嘛了，是刚发不着。ကျွန်တော်တောင်းစား现在比不平对呀了，听没对了喏？啊，这马都哎嘛谁的？先张三没事了，谁跟我们说不的嘛？ကျွန်တော်ညီမလေးကိုကျွန်တော်နေတိုင်းစုံတိတ်နေကြတဲ့ချင်းကျွန်တော်ရပါတယ်你，那，现
ဆွေမျိုးတွေကြောင်းဒီအိမ်မှာလာမပြောနဲ့ချက်စိတ်ရှက်ရသွားလို့ရတယ်သွားတော့ လက်ခေါ်ပါလေအားလုံးဒီလိုလေးအပြည့်စုံမရှိလို့နော်ကိုလေးအားလုံးကလည်းတော့အညီမလေးချင်တဲ့ဆိုရင်ကိုလေးတောင်းစားပါညီမလေးကိုလေးတောင်းစားပါအဲ့ဒါခဏကြပြည့်လေးနော်လက်ခေါ်ပါလေတောင်းချင်နေပြီနော်ဒီမနမကောင်းနဲ့ရှင်နာလေးကိုလည်းလောက်လာလေတိုက်လာလေ ဘုံတရားလေးရှိတယ်ညီမလေးရဲ့ချစ်နာနာချစ်ရတယ်ချစ်ရဟာဆိုင်ပိတ်တာပါကတော့ကလေးတွေအချစ်နာတည်တဲ့ဆိုကပိတ်ညီမလေးခွဲအိပ်ပါတော့ဒီပဲလက်ခေါ်ပါလေလက်ခေါ်ပါလေအဘိဓမ္မာအဘိဓမ္မာ တရားစကားလေးထိုင်တာတော့နေပြီပါကဘာခလေးရဟိုဒီနေ့လည်းပဲဒီရဲကိုလည်းတော့တော့ပါဟုတ်ကဲ့ဒီပါလေစစ်ချလာစစ်ချရတယ်ကလေးလေးအစိုးနေဟုတ်ပဲသာတယ်ပါလေမော်လေးရဲ့ဒီနာတင်းနေဆိုပါညီမလေးချစ်ပါဝဲအဲ့ဒါလေးကျွန်တော်ရေးရေးလိုက်တာကောင်းလိုက်တာတကောင်းသားကြီးဆက်ဆုံးပြလေးတွေပါဒီမလို့ဒီလိုအလုပ်တွေလုပ်နေတာလေဒီလေးရဘာလို့ဒီလိုတောင်းစားနေရတာလဲပါလေဒီအကိုကြီးလူမနေတယ်လို့ပြောအောင်လောကမှာလူတို့မရှားနာမည်တို့မရှားဆိုတဲ့စကမုံရှိကိုကြီးသိဒါပေမဲ့ဒီမှာလေးကိုညာတိုင်းစုံပြနေတဲ့ဒီတစ်ချင်းကလူမစီအကြောင်းမရှိပါဘူးဒီလေးဘာလို့ဒီလေးတောင်းစားနေရတာလဲဆိုရင်ကိုမတီအောင်ဆဲဝကိုစင်ငယ်လေးတို့ချတော့မှာကျွန်တော်ညီမလေးနဲ့ရဲတွေ့လို့ကျွန်တော်ညီမလေးနဲ့တွေ့ရတယ်ညီမလေးနဲ့တွေ့ရတယ်ညီမလေးနဲ့တွေ့ရဒီလေးကိုညီမလေးနွေးနွေးလေးကြိုတယ်မို့လားညီလေးညီမလေးကသူကနေအောင်ရမေးရှိတော့မသိဘူးလို့သိရဗျာဒီစနေဒီမလေးကကျွန်တော်သူကိုလေးမသိသေးဘူးကျွန်တော်ဘာရကျွန်တော်ဘာရဆက်လာခဲ့ဒီအိမ်ကိုကြည့်ရတဲ့မင်းတို့ကျွန်တော်ကြည့်လိုက်တယ်ဒီမလေးကဒီလေးကမင်းစားရလို့ပြောရတယ်သူအိမ်မှာခွေးတွေခွေးတာမင်းတို့ကတမ်းရတော့ရဲ့ကျွန်တော်ပြန်မလို့တော့ကျွန်တော်တောင်းစားအောင်လေသူအိမ်မှာအိမ်တော်ကြီးကိုကျွန်တော်ပေးလိုက်တယ်ဒီမလေးရတဲ့ကိုကြီးဒီရဲ့ကျွန်တော်မတို့ချစ်လိုက်ရတာသူတောင်းစားနိုင်တယ်မိဘတို့တောင်းစားတာလေဒီလေးကကိုကြီးမချစ်ရတဲ့လက်တစ်ပတ်တာပါသေးတယ်ဒီလေးကဒီလေးကိုကိုကြီးရောက်တယ်မှာရေးတဲ့ကျွေးမယ်ဒီလေးရဲ့အဲ့တော့တော့ပါတယ်ဒီလေးကကျွန်တော်နောက်ဆုံးနေနဲ့ပြန်ဒီတဲ့ချင်းတကောင်းလို့ဆိုပြဒီလေးစိတ်ချမ်းသာပြီးတော့